မနက်ဖြန်ဆိုလို့ရှိရင်တစောင်းမလာပြည့်နေတာမညာဖလအခါတော်နေ့ရောက်ပြီဆိုတော့ဒါနဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးဦးဇင်းတို့ပြောဖို့စီစဉ်ထားတယ်ဒါပေမဲ့ဦးဇင်းမပြောဘဲနဲ့ဒါလေးကိုအလုံးနားထောင်လိုက်မယ်ဆိုလို့ရှိရင်လေတာမညာဖလအခါတော်နေ့ရဲ့အကြောင်းကိုအချင်းချုပ်တော့အလုံးသိသွားနိုင်တယ်အဲ့တော့ဦးဇင်းနဲ့အတူနားထောင်ကြည့်အောင်နော်တစောင်းမုံလာပြီတာမညဖလအခါတော်နေ့တာမညဖလဆိုတာယဟန်ပြုခြင်းရဲ့အကျိုးလို့အဓိပ္ပာယ်ရပါတယ်ဒါကြောင့်တာမညဖလအခါတော်နေ့ဟာလေဖျားရှင်ကယဟန်ပြုခြင်းရဲ့အကျိုးကိုဟောကြားခဲ့တဲ့နေ့ပါပဲအဲ့ဒီတာမညဖလအခါတော်နေ့ဟာဖျားရှင်လက်ထက်တော်ကာလတခုသောတစောင်းမုံလာပြီနေ့ဖြစ်ပါတယ်တာမညဖလအခါတော်နေ့ဖြစ်ပေါ်လာပုံကဒီလိုပါအဇာတသက်မင်းသားဟာခမည်းတော်ဗိမိတာရမင်းကြီးကိုတတ်ခဲ့မိတဲ့အချိန်ကစပြီးညစဉ်အိပ်မပျော်တဲ့ယောဂဝေဒနာဆွဲကပ်နေပါတော့တယ်အလိုလေးနေရောညပါစက်တော်ခေါ်မပြောနိုင်ပါလားအဇာတသက်မင်းသားဟာအိပ်ဆက်လို့မျက်လုံးစုံမိတ်တဲ့တိုင်းဖခမည်းတော်ဗိမိတာရမင်းကြီးရဲ့ပုံရိပ်ကိုပဲမြင်အောင်လုပ်နေတယ်ပြီးတော့သူ့ရဲ့မျက်လုံးစုံကိုလှန်ချက်ပေါင်းများစွာနဲ့ထိုးခံရသလိုခံစားရတော့တယ်အမလေးအစာတသက်မင်းသားအဲ့ဒီလိုအိတ်မပျော်တဲ့ယောဂဝေဒနာကိုစေးသမားတော်မျိုးစုံနဲ့ကုသစေတော်လဲပျောက်ကင်းမှုမရှိဘဲအိတ်မပျော်တဲ့ဝေဒနာပိုလို့ဆိုးလာတော့တယ်မူကြီးမကြီးတို့ဘာကူတော်မြတ်ရဲ့အိတ်မပျော်ခြင်းဝေဒနာပျောက်ကင်းစေဖို့ဘယ်လိုလုပ်ရပါမလဲအကြံဉာဏ်များပေးကြပါဦးကွယ်မှန်လားပါအဲ့ဒီကိစ္စအတွက်ဒိဋ္ဌိဆရာကြီး6ဦးစီမှာချင်းကပ်မေးမြန်းတင်ပါတယ်အရှင်မင်းကြီးအဲ့ဒီလိုမုံမတ်တို့ရဲ့အကြံပေးချက်ရအဇာတသက်မင်းကြီးဟာဒိဋ္ဌိဆရာကြီး6ဦးစီတွားရောက်မေးမြန်းလေတယ်အရှင်ကြီးတို့ကျွန်ုပ်ယခုခံစားနေရတဲ့ဝေဒနာဟာကျွန်ုပ်ပြုတ်ဘူးတဲ့ကံကြောင့်ပဲလားအိုးဘာကံလဲကံဆိုတာကိုကျုပ်တို့လက်မခံဘူးကံဆိုတာဘာလဲကျုပ်တို့မသိဘူးဩအရှင်ကြီးတို့ကကံရဲ့အကြောင်းကိုမသိဘူးကိုဒါဆိုဘယ်လိုအကျိုးကိုမျှော်ကိုပြီးအရှင်ကြီးတို့ယဟန်ပြုကြတာလေယဟန်ပြုခြင်းရဲ့အကျိုးတာမညဖလားရဲ့အကြောင်းရှင်းပြပါလားဒါကတော့ဟိုဒိဋ္ဌိဆရာကြီး6ဦးစလုံးဟာယဟန်ပြုအပ်ခြင်းရဲ့အကျိုးတာမညဖလားအကြောင်းရေးလဲအောင်မရှင်းပြနိုင်တဲ့အတွက်အဇာတသက်မင်းကြီးဟာဘဝင်မကျဖြစ်သွားရတယ်ခက်ပြီပဲငါလိုချင်တဲ့အဖြေကိုအဘယ်ပုဂ္ဂိုလ်စီကရနိုင်မှာလဲအဇာတသက်မင်းကြီးရဲ့အခက်အခဲကိုတည်သွားတဲ့သမားတော်ကြီးဇီဝကကအကြံပြုလျှောက်ထားနေတယ်အရှင်မင်းကြီးသိလိုတာကိုဗုဒ္ဓမြတ်စွာဘုရားရှင်ပဲဖြေနိုင်ပါလိမ့်မယ်ဘုရားရှင်ထံတွားရောက်မေးမြန်းသင့်ပါတယ်အရှင်မင်းကြီးအဇာတသက်မင်းကြီးဟာသမားတော်ကြီးဇီဝကရဲ့အကြံပြုချက်အရမြတ်စွာဘုရားသတင်း300ရာဇဂိုမြို့အနီးကတရက်ဥယျာဉ်တော်စီတစောင်းမုံလာပြီးညချမ်းအခါမှာအဖူးမြော်တွားရောက်တော့တယ်အဲ့ဒီလိုတရက်ဥယျာဉ်တော်စီအသွားနန်းမြို့ယူအရှိဘက်တကားဝမှာထွက်ခွာလာရာတောရိပ်တောင်ရိပ်တိရိပ်တွေဖုံးလွှမ်းအမောင်ကျနေတဲ့အတွက်လိုက်ပါလာသူတက်တော်ဆောင်စစ်သည်တွေဟာမီးရှူးမီးတိုင်ကိုစီထွန်းကြီးကင်ဆောင်သွားကြတယ်မီးရှူးမီးရောင်ကိုဘောယာနာအားဖြင့်တစောင်းလို့ခေါ်တဲ့အတွက်မီးရှူးမီးတိုင်ကိုတစောင်းတိုင်လို့ခေါ်ဝေါ်ကြတယ်အဲ့ဒီအချက်ပေါ်အမိပြုလို့ယနေ့အထိတစောင်းမုံလာပြီကာလမှာတစောင်းတိုင်မီးထွန်းပွဲတော်ကြီးကျင်းပခဲ့ကြတာဖြစ်တယ်ဘုရားရှင်ထံအဖူးမြော်ရောက်တယ်ဆိုရင်ပဲအဇာတသက်မင်းကြီးဟာသူပြုဘူးခဲ့တဲ့အပြည့်အတွက်ဝင်ချလျှောက်ထားပြီးယဟန်ပြုခြင်းရဲ့အကျိုးတာမညဖလအကြောင်းဟောကြားပေးဖို့လျှောက်ထားနေတယ်တာမညဖလအကြောင်းဟောကြားပေးတော်မူပါဗျာတကားတော်မင်းကြီးယဟန်ပြုခြင်းရဲ့အကျိုးတာမညဖလကအကျိုးတရား73ပါးရှိပေ၏ဒီလိုနဲ့မြတ်စွာဘုရားဟာတာမညဖလတုတ်တော်ကိုဟောကြားတော်မူလေတယ်ဧဝံမေတုတံဧကံတမယံဘဂဝါရာဇဂဟေဝိဟာရတိတာမညဖလတုတ်တရားတော်ကို
နာကြားရပြီးတဲ့နောက်အဇာတသက်မင်းကြီးဟာသူ့ရဲ့အမှားအတွက်နောင်တအတိတရားရသွားခဲ့တယ်ဗုဒ္ဓသာသနာတော်ကိုသက်ဝင်ယုံကြည်သူဖြစ်လာရတယ်ဒါကြောင့်နောင်ခါမှာအဇာတသက်မင်းကြီးဟာပထမသင်္ဃာယနာတင်သူဒါယကာမင်းကြီးဖြစ်လာခဲ့တယ်အဇာတသက်မင်းကြီးဟာဖျားရှင်ရဲ့ဓာတ်တော်တို့ကိုစနစ်တကျသိမ်းဆည်းပေးခဲ့ပြီးသာသနာတော်နှစ်ကိုလည်းအတိအကျသတ်မှတ်ပေးနိုင်ခဲ့တယ်ဒီလိုနဲ့ဖျားရှင်တာမညဖလားတုတ်ဟောကြားတော်မူခဲ့တဲ့စီးနှင်းမြူတိန်သူရိမီကိုညစ်မျိုးငါးဝကင်းစင်ပလျာတာယာလှပတစောင်းမုံလာပြီညကိုဗုဒ္ဓဘာသာဝင်တို့ဟာတာမညဖလားအခါတော်နေထူးနေမြတ်ဖြစ်သတ်မှတ်ခဲ့ကြပါတယ်